ရန်ကုန်မြို့နယ်တွေကအချက်ချာနေရအကြဆုံးဖြစ်တဲ့တင်ကန်းကျွန်းမြို့နယ်တွေက16ရပ်ကွက်မိန်းလမ်းမကြီးနှစ်ခုဖြစ်တဲ့ရေသနာလမ်းမကြီးနဲ့ပြည်သာလမ်းမကြီးကိုတဲပေါက်တဲ့မီနီကွန်ဒိုအယောင်ကန်ကြီးကိုငွေလွှဲပြီးချက်ချင်းတက်နေလို့ရမယ်တိုက်အသစ်ဆက်ဆက်24နာရီဓာတ်လီကပါဝင်တဲ့အခန်းတစ်ခန်းကိုဟောက်ဆိုးလုပ်ပြီးသွားမှာဖြစ်ပါတယ်ရှင်ခန်းတစ်ခုလုံးလုံးဝစေးဖြစ်အောင်ဘာကြတကားတစ်ထက်ကျွန်းတကားတစ်ထက်ကိုတက်ဆင်ပြီးထားပြီးတော့ဧကန်းမှာတင့်တယ်လှပမဲ့ TV ကွန်ဆိုလ်ထားရှိပြီးထားပဲဖြစ်ပါတယ်ရှင်ပါတီရှင်းပေါက်စင်နဲ့အလှဆင်ပေးထားပြီးတော့တီးတန့်ဝရဏမှာဆိုရင်မှန်စလိုက်တော့အသုံးပြုပေးထားမယ်ကျွေးပြားခင်းပေးထားပြီးတော့တခြားအိမ်သုံးလျက်စစ်ပစ္စည်းနဲ့အခန်းအတွင်းမီ24နာရီအသုံးပြုလို့ရဖို့အတွက် Power Station ပါရှိမှာပဲဖြစ်ပါတယ်ရှင်အိမ်ရှိမျက်နှာစာဗျူကောင်းကောင်းမြင်ရပြီးတော့လေဝင်လေထွက်နဲ့အလင်းအောင်ကောင်းစွာရရှိမှာပဲဖြစ်ပါတယ်ရှင်အခန်းအနေနဲ့က18ပေ54ပေကျယ်ဝန်းပြီးတော့၄လွှာအခန်းပဲဖြစ်ပါတယ်အခန်းရဲ့အမြင့်က6ပေရှိပြီးဖယားကန်တီးတန့်ပါဝင်ပြီးတော့ eco way နဲ့ပေါက်ခန့်အလှဆင်ပေးထားမယ်အလင်းအောင်ကောင်းကောင်းရမယ်ပရင်းပေါက်တွေပါဝင်ပြီးတော့အိမ်ခန်းဧကန်မှာပါကီအပြည့်ခင်းပေးထားမယ်မာစတာတခန်းစင်ငယ်တခန်းပါဝင်ပြီးတော့အုံနဲ့ဖွဲ့ပေးထားပဲဖြစ်ပါတယ်ရှင်ဧကန်အိမ်ခန်းတွေမှာအေယာကိုနှလုံးကိုတက်ဆင်ပေးထားပဲဖြစ်ပါတယ်တခန်းလုံးရေမီစေးကြမ်းခင်းအကုန်အသစ်အသုံးပြုရမှာဖြစ်ပြီးတော့ဧကန်နဲ့မီးဖို့အဝင်မှာဆိုရင်မှန်စလိုက်တော့အသုံးပြုပေးထားမယ်အိမ်ခန်းရဲ့အပြင်ဘက်မှာဆိုရင်ပရင်းပေါက်ပါဝင်မယ်ကျွန်းတကားကိုတက်ဆင်ပေးထားပဲဖြစ်ပါတယ်ရှင်ခင်းချင်းရုံးကိုတေးချအသုံးပြုပေးထားပြီးတော့ကျွေးပြားခင်းကျွေးပြားကပ်ပေးထားမယ်အဝီစီဂျိုးပြူရေနှလိုင်းပါဝင်ပြီးတော့ဘေးစင်နေရာကိုတေးချလေးအသုံးပြုပေးထားမယ်အပေါ်ဘက်အောက်ဘက်တွေမှာကပ်ပိနက်တွေကိုတက်ဆင်ပေးထားပဲဖြစ်ပါတယ်ရှင်လှပတဲ့မှန်တစ်ချက်ပါဝင်ပြီးတော့ခုံမွန်းတိုင်းကတော်တော်လေးကိုကျဉ်ဝန်းတာပဲဖြစ်ပါတယ်ရှင်ဘိုးတိုင်းအိမ်သားအသစ်ဆက်ဆက်တစ်လုံးတက်ဆင်ပေးထားပဲဘေးစင်သီးသန့်ပါဝင်ပြီးတော့ရှာဝါလေးပါပါသေးတယ်ရှင် PVC တကားကိုအသုံးပြုပေးထားပဲဖြစ်ပါတယ်ရှင်မာဆာပရွန်းနဲ့ကိုလိုက်ကြည့်ပေးပါဦးရှင်နိုင်ရန်ကပ်ဗီတို့တစ်လုံးပါဝင်မယ်နှစ်ယောက်အိတ်ကရင်ကောင်းကောင်းထည့်လို့ရမှာပဲဖြစ်ပါတယ်ရှင်ဒီဘက်ဘေးဘက်မှာဆိုရင်အေယာကွန်တစ်လုံးတက်ဆင်ပေးထားပြီးတော့မာဆာပရွန်းနဲ့တွဲရဲရေချိုခန့်အင်တာပါဝင်မယ်လှပတဲ့မှန်တစ်ချက်ပါဝင်ပြီးတော့ emergency အပေါက်မှာဆိုရင်တန်တကားတစ်ထက်ကိုလုံးဝစေးဖြစ်အောင်တက်ဆင်ပေးထားပဲဖြစ်ပါတယ်ရှင်ဘိုးတိုင်းအင်တာအသစ်ဆက်ဆက်တစ်လုံးတက်ဆင်ပေးထားပြီးတော့ရေချိုခန့်အင်တာတွဲရဲထဲမှာပရင်းပေါက်ပါဝင်တာပဲဖြစ်ပါတယ်ရှင်တခန်းလုံးကိုကြည့်ပြီးလို့ကြိုက်သွားပြီဆိုရင်ရွှေစင်ရီရဲ့ estate ကိုဆက်သွယ်ပေးပါရှင်ရွှေစင်ကလူကြီးမင်းတို့စိတ်တိုင်းကြလိုက်လံပြသပေးသွားမှာပဲဖြစ်ပါတယ်ရှင်တိုက်အမှတ်ပေါင်းခြင်းက6ဖြစ်ပြီးတော့တိုက်အလှဲ့ကအနောက်တောင်ပဲဖြစ်ပါတယ်အစအဦးအနေနဲ့ကတော့ရာနှုံးပြည့်တိဆောက်ပြီးစီးနေပြီးတော့ BCC လျှောက်ထားစေမီနီကွန်ဒိုအခန်းပဲဖြစ်ပါတယ်ရှင်လိုင်စင်ရကန်ထရိုက်တာမှာတာဝန်ယူဆောက်လုပ်ထားတာဖြစ်တဲ့အတွက် BCC အတွက်စိတ်ပူစရာမလိုပါဘူးရှင်နှလုံးသားတွေနှွေးထွေးစေမယ်အေးချမ်းလုံခြုံမှုတက်တောင့်တက်တာအဖြစ်ဆုံးအခန်းကိုအမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေလို့ရွှေစင် property မှာစုမုံကောင်တောင်းပေးလိုက်ပါတယ်ရှင်